အားလုံးပဲမင်္ဂလာပါ brother တွေ Zenny Gaming ကနေပြီးကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုချိန်မှာဆို F5 ရဲ့ Mysa Epic Skin ရရောက်ရှိနေပြီပဲဖြစ်ပါတယ်ကျွန်တော်က Diamond တွေ489လုံးရှိတယ်ပေါ့နော်အရင်ဆုံးကျွန်တော်တို့ free draw နဲ့ပဲကျွန်တော်ဖောက်ကြည့်မယ်ဒီ free draw နဲ့လည်း F5 ရဲ့ Mysa Epic Skin ကိုရသွားနိုင်ရှိပါတယ်ကဲပထမဆုံး free draw လေးပထမတော့ free draw ကပေးမသွားဘူးပေါ့နော်ကျွန်တော်က slide member ဝင်ထားတဲ့အတွက်ဒီမှာ free draw နောက်တစ်ခုထပ်ပြီးတော့ရပါတယ်လှည့်မယ် okay ရအစမ်းသုံးခဲ့တဲ့ကဲဒီမှာ Starlight မမဝင်ထားတဲ့အတွက် Diamond 20ကို Diamond 10လုံးနဲ့လှည့်ရမှာဖြစ်ပါတယ် Diamond နဲ့ဆိုရင်တော့ brother တို့ပေါက်နိုင်ကြီးရှိတယ်ပေါ့နော်ကဲအဲ့ဆိုတော့လှည့်ကြည့်လိုက်မယ်ကဲ Diamond 10လုံးနဲ့လှည့်ပြီဗျာ Diamond စသုံးပါပြီ10လုံးပေးလိုက်မလားမပေးဘူးကဲ Diamond အလုံး30ဟိုးမေးမသွားဘူးနောက်ထပ်60နဲ့Diamond 90ဟာကို60နဲ့ရဆို။အော်ဒါ arrival ကရတော့ Diamond 100ကွာ။ဒါဆိုတော့ပေးပြီ brother တို့။ဒါပဲရှိတော့ပါလေ။ဟာ။ကဲနောက်ထပ်100ကွာ။ဟာ။ကဲလုံးလိုက်တော့ဒီကတော့ပေးလိုက်တော့ကွာ။ဟိုက EAP ကကြီးတော့မပေးတော့နဲ့ Diamond နဲ့ကုန်လာပြီ300ကျော်နဲ့400ဘလို့ရသွားလား။အိုးရသွားပြီ brother တို့ဒီမှာဆိုရင်ကျွန်တော်Diamond 480နဲ့မှ6လုံးကိုကျွန်တော် Diamond 400နဲ့ရပါတယ် brother တို့ရော Diamond ဘလောက်ဒီနဲ့ Alpha Skin ကိုရကြလဲဆိုတော့ comment လေးမှာတစ်ချက်အမှတ်ပေးကြပါအောင်ကဲ Alpha Skin ကလုံးဝကျွတ်စင် brother တို့ကဲကျွန်တော်game play လေးကို brother တို့တစ်ချက် show လိုက်တော့ Alpha Skin ဘလောက်မိုက်လဲဆိုတာအကုန်လုံးတူတူကြည့်လိုက်ကြအောင် let's goဇလန်းလေးရဲ့အဆုံးမှာတော့ကျွန်တော်ရှုံးပြီးသားပါကဲဒီနေ့အတွက်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်ပြီးအားပေးခဲ့ကြပါဦးခင်ဗျာအားပေးတဲ့သူတူတယောက်ချင်းစီအောင်ထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ Zenny Gaming ပဲဖြစ်ပါတယ်